ဘူးဒီကိုအစိမ့်လိုက်ဂျနစ်ချမယ်ပြီးရင်ဘူးဒီအစိမ့်တော့လေတုတ်စားမယ်ဘူးဒီအစိမ့်တော့ရဲ့ရတာလေးကိုသိကျင်နေဆိုလို့ရှိရင်ဒီဗီဒီယိုလေးတွေကအတိုင်းလိုက်တုတ်စားကြည့်နော်အရင်ဆုံးဘူးဒီကိုရေးစေးတန့်စင်ပေးမယ်ပြီးရင်တော့သူ့အပေါ်ရခွန်တွေကိုတင်ပေးလိုက်ပါမယ်ကျမကတော့ဘူးဒီတစ်ချမ်းတုံးထားပေးပါမယ်ကျမလည်းပထမဆုံးလိုက်တုတ်စားကြည့်ခြင်းမှာအပေါ်ခွန်လေးတွေကိုနှွာပေးပြီးသွားပြီဆိုလို့ရှိရင်တော့ရေတစ်ခါပြန်ဆေးမယ်ပြီးလို့ရှိရင်အတွင်းထဲကအတွင်းသားကိုပဲဂျင်းနဲ့ချစ်မယ်အထဲကအစိတွေကိုမယူဘူးအပေါ်ရန်သားလေးကိုပဲဂျင်းနဲ့ချစ်ပေးပါမယ်ရှင်ဘူးဒီကိုကြော်စားရတာချက်စားရတာချင်းဟင်းလောက်တော့ရတာရိုးလာပြီဆိုလို့ရှိရင်ဒီလိုမျိုးဘူးဒီအစိမ့်တုပ်ကလေးကိုလိုက်တုပ်စားကြည့်ပါဘူးဒီအစိမ့်တုပ်လေးရဲ့ရတာကလည်းတစ်မျိုးလေးစားလို့ကောင်းပါတယ်ကဲဂျင်းနဲ့ချစ်ပေးပြီးသွားတဲ့ဘူးဒီဘက်ကလေးတွေကိုစားလေးနဲ့အရင်နေပါမယ်စားလေးကိုတော့ကျမကမြင်းများလေးထည့်ပေးလိုက်ပါတယ်ဒါမှဘူးဒီအစည်းတွေပြောင်းသွားအောင်လို့ပေါ့နော်စားလေးနဲ့တေချာလေးနေပြီးတော့ရေလေးဆေးပေးလိုက်ပါမယ်ရေကိုလည်း3-4တက်လောက်ဆေးပေးလိုက်မယ်ပေါ့နော်နေတဲ့နေရာမှာလည်းဘူးဒီဘက်ကလေးတွေပုံစံပြတ်မသွားအောင်ဖွားလေးတော့နေပေးလိုက်ပါတယ်ဘူးဒီကလေလူတွေနဲ့တင့်တော်တယ်လူတိုင်းနဲ့တဲ့တယ်ပြီးတော့ဘူးဒီမှာလည်းကျမရဲ့အကျိုးကျေးဇူးတွေရှိတယ်ဘူးဒီကခန္ဓာကိုယ်အပူငြိမ်းစေပြီးတော့ရေဓာတ်ဖြည့်ပေးနိုင်တယ်အစာအိမ်ကိုလည်းအေးစေတော့ခန္ဓာကိုယ်ကအပူချိန်ကိုလည်းလျှော့ချပေးနိုင်တယ်နှာခေါင်းသွေးရှံတာဝက်ချံနဲ့ပါးစပ်ထဲမှာအနာဖြစ်တာလိုမျိုးပြဿနာတွေကိုကင်းစေဖို့အတွက်ဆိုရင်ဒီလိုမျိုးဘူးဒီစားပေးလို့ရပါတယ်ဘူးဒီကအမြင့်တက်ကြွယ်ဝမှုကြောင့်ဝမ်းချုပ်တာကိုတက်တာစေသလိုအစာချေစနစ်ပြဿနာတွေဖြစ်ကြတယ်ဝမ်းပြက်ဝမ်းလျှောတာကိုလည်းတက်တာစေနိုင်ပါတယ်ဝမ်းမှန်စေလို့အစာချေစနစ်တစ်လျှောက်တန့်စင်စေပြီးတော့ဥမာကြီးကိုလည်းတန့်စင်စေနိုင်ပါတယ်ဒီရဲ့ကျမရဲ့ဗဟုသုတလေးတွေကို Hello Doctor မြန်မာကနေပြီးတော့လေ့လာဖတ်ရှုထားတာလေးပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ရှင်ကဲဘူးဒီလေးကိုစိတ်တန်ကြားရေစေးတန့်စင်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်တုပ်ပေးပါမယ်ရှင်ကဲဒါကတော့စားလေးနဲ့ရေထက်ဆေးပြီးတော့ရလာတဲ့ဘူးဒီကလေးပါတန့်စင်ပြီးသားဘူးဒီလေးတွေကိုကျမကတော့ကျွတ်သွန်အနီလေးတစ်လုံးလောက်လဲလိထည့်ပေးလိုက်ပါတယ်ဘူးဒီလေးကရေစေးတက်ဆင်ပြီးတော့ရေတွေလုံးဝပြောင်းညှိလိုက်တော့နည်းနည်းလေးပဲကျန်တော့တယ်ပေါ့နော်တယောက်စာဆွဲတိုင်းတယောက်စာကွက်တီလေးပဲကျန်ပါတော့တယ်ကဲကျွတ်သွန်နီလေးလိလို့ပြီးသွားပြီဆိုတော့မြေပဲဆန်တောင်းလေးထည့်ပေးပါမယ်ကျမကမြေပဲဆန်ကြိုက်တဲ့သူမို့လို့ပေါ့နော်မြေပဲဆန်တောင်းလေးကိုလည်းများလေးထည့်ပေးလိုက်ပါတယ်ဒါမှစိတ်လေးနဲ့ပူပြီးတော့စားလို့ကောင်းအောင်လို့ပါပြီးလို့ရှိရင်တော့အနက်လေးမွေးတော့အောင်တမျိုးသေးလေးတစ်စိတ်ကိုလည်းညှစ်ထည့်ပေးလိုက်ပါတယ်တများသေးမရှိလို့ပေါ့နော်ကဲပြီးရင်တော့ကျမနည်းနည်းမကြိုက်တာမို့လို့ရှိရနည်းနည်းလေးကိုထည့်ပေးလိုက်ပါတယ်နည်းနည်းမကြိုက်တဲ့သူတွေကတော့မထည့်လဲစားကောင်းပါတယ်ပြီးလို့ရှိရင်တော့သူ့ထဲကိုကြက်သားမုံလေးထည့်ပေးလိုက်ပါတယ်ကျမကကြက်သားမုံဖန်ဆိုတော့အတုပ်ထဲမှာဆိုလို့ရှိရင်လည်းကြက်သားမုံထည့်တော့ပါတယ်ကဲနေရင်းနဲ့မှတတိရလိုက်တာစီမထည့်ရသေးဘူးဆိုပြီးတော့ကျမပဲစီမွေလေးကောက်ထည့်ပေးလိုက်ပါတယ်အရသာတခြားလေးနှက်ဆက်အောင်နေပြီးတော့တုပ်ပေးပြီးတော့ပြီဆိုလို့ရှိရင်တော့ကျမရဲ့အတုပ်ကလေးကစားဖို့အတွက်အဆင်သင့်ဖြစ်ပါပြီရှင့်ဘူးဒီတုပ်လေးရဲ့အရသာကတခွာတီတုပ်ကလေးနဲ့စင်စလိုနဲ့ဘလိုလေးမှလည်းမသိဘူးစားလို့တော့ကောင်းပါတယ်အရသာလေးကိုဆက်စားကြည့်နေဆိုရင်ဒီဗီဒီယိုလေးရဲ့အတိုင်းလိုက်သူစားကြည့်နော်နောက်ထပ် vlog တွေမှာတွေ့ကြမယ် bye bye